ညနေကြဆိုတော့လေတွေ့လားဒီလိုမျိုးပြောတာလို့ကဲဒီမှာဟိုတကောင်လုံးကဒီဇန်ညီနောင်နဲ့ကနေပြီးတော့ရွှေအစ်စ်ဒီလိုလက်ဆိုဟွာလေးဖောက်သွားတာကလေးလေးနဲ့လေအဲ့ဒါဒီထဲမှာလဲစေကန်ဆမ်ပဲပေါအောင်မလားဒီဖောက်ပြမယ်မန္တလေးကဇန်ညီနောင်လာဘူး surprise ပါလာတွေ့ပြီဒီကရွှေပေါက်လို့ငါတည်းဖက်ရတော့မှာလာခဲ့ရွှေဆွဲကျူးအောင်ချာလေးနဲ့ပေါက်လိုက်စမ်းလာကြတယ်先讲，哈，水棒，第一，打了一个水棒在里面，水棒杀鸡皮呀喂啊地那边，长没长水棒，个哩鸡，个哩个那裤哩裤吧嘞，这个哩那裤，葫芦个哩那裤，多，两个人嘞，对他那没包嘞，我来下包产品进来个不，留在里面，我属于有点超人嘞。ဒါကတော့ပစ္စည်းကောင်းတာလေးဖြစ်ရင်တော်တော်လေးတဲ့လက်ပတ်ကလေးဒါမှမဟုတ်ကောလက်ပတ်ကလေးရွှေပီချူလေးပီချူဟိုလိုမျိုးလေးအိုးမဒါလေးအစ်စ်တိုင်းပဲကျန်ဒီရွှေအစ်စ်တိုင်းပဲဒီဘေးကဒီဝဝဒီဟာလေးတွေကလည်းနော်အဲ့လိုရွှေအတုံးလိုမျိုးလေးအိုးမိုက်လိုက်တာကြိုက်တယ်သူစားအစ်စ်ဖြစ်ဒါလည်းပဲတော်တော်လေးဒါလည်းတန်ပစ္စည်းတစ်ခုဒါမှမဟုတ်ကြီးချင်းပဲဖြစ်ရတယ်ဟိုကလက်ပတ်ပေါက်တာဆိုကြီးချင်းပဲဖြစ်ဟုတ်တယ်ဟုတ်လားငါပြောရင်လွယ်ခဲ့ပါတယ်ဒီမှာကိချင်းလေးဒီစီလေးတွေအဆန်းလေးနော်ဒါလေးတော်ကြိုက်တယ်ဒီမှာကျရွှေဟွာလေးတွေပါတယ်နော်ဒါလေးကအပြင်မှာတကယ်ကြည့်လဲဒါအစ်စ်လိုမျိုးပဲသိလားဟာတော်တော်မိုက်တာပဲအစ်စ်ဖြစ်နေမလားမသိဘူးနော်ဘောင်ချာလေးရှာတော့မှာနော်စောင့်ကြည့်ပေးတာဒါကြက်နေတာဆိုတော့စာရွက်ကလေးဘောင်ချာလေးပြင်စကောလေးမဟုတ်ဒါလည်းပဲဘောင်ချာလေးတော့ငါလိုချင်တာပြောတာပြောရတယ်ထုတ်တိုင်းရွှေထုတ်တိုင်းဘောင်ချာဆိုပြောငါပြောစားနေပြီးရင်ငါပဲရွှေပေါက်တယ်လို့ပြောနေငါပဲဖောက်နေရတယ်ငါပဲဖောက်ပြီးလိုင်းမော်တင်ပေးနေရဆိုတော့ငါပေါက်မို့ခဲန်ဒီလေဝေပိုင်းတယ်လေကိုင်းလို့နော်ခဲန်ဒီလေးနဲ့စွတ်ပြလိုက်ပြီဒီမှာစတဲ့ကိုပြောတာကဲခဲန်ဒီပါလေရည်ဒီနေ့ငါသပင်းလေးစီးထားတာပြောခဲန်ဒီလေးတူတူလေးဒါကြက်နေရတယ်ဝေါရှမ်းမိုက်နေပြီထင်တယ်နော်ရှမ်းမိုက်နေပြီရွှေဆွဲကြိုးဒီမှာရွှေဆွဲကြိုးဒီလိုမျိုးလေးဒါကတော့အတော်ခုစစ်လားဒူလားဆိုတာတော့ဘောင်းချောက်ရှာမှာဘောင်းချောက်ပိုင်းအကုန်လုံးအတူတူပဲဒီမှာလေးပြလေးသူကလည်းလေးပြလေးလိုပဲရွှေလေးတွေကလိုမျိုးပဲလေးပြလေးလည်းပါလာပြန်ပြီဒီမှာလေးပြလေးဘလို့ဝဲမနေဘလို့ဝဲစီသူတယောက်တည်းပါချူရေးစားရတယ်တယောက်တည်းပြောပြနော်ပြီးရင်မလေးဖောက်ပြန်ကြတဲ့ဟာတွေရှိရဲဒီမှာကလစ်ပဲလို့စားဖဲဝင်လိုမျိုးကလစ်ကြီးပဲကဲနောက်ဆုံးတစ်ခုကဘာဖြစ်လဲဆိုတော့1 2 3 4လို့စားကြီးဒီဒါလေးပဲရတယ်ဘယ်တော့ရှမ်းလေးဖောက်မယ်ရှမ်းလေးငွေသားကန်ဆန်းဖောက်မယ်ဒီဥစ္စာ6200ပေးရတယ်ရှမ်းလေးငွေသားကန်ဆန်းနဲ့အားလေးကဲနေအောင်လေးရှမ်းလေးဖောက်မယ်ရန်လေးမဖောက်တော့ဘူးလို့လုပ်နေတာဒါမှရှိနေသေးတော့ဖောက်ပြအောင်ရန်လေးတွေခုနောက်ပိုင်းတော့အရင်တော့တားမြက်တာရန်လေးတွေခုနောက်ပိုင်းတားဖောက်တော့တားရှုံးတယ်ရန်လေးမဟုတ်မဲတိုင်းကိုရှုံးတယ်ငါစိတ်ညစ်ဒီမှာနေရကေရှန်လေးနေအောင်လေး6000ကျော်ဆိုတော့ဒီထဲမှာအတန်ကြီးလေးပါနိုင်တယ်ပေါ့နော်ဒါမဲ့ဒီအတန်ကြီးဆိုတာထက်ပဲဒီထဲကနေပြီးအတန်ကြီးပေါက်မှလည်းမြတ်မှာဟိုလေဈေးနေတဲ့ထဲကနေပြီးတော့အတန်ကြီးပေါက်တာပိုးမြတ်သွားတယ်ပြောပြမှာ2000လောက်ဆိုရင်1000ပေါက်သွားပြီ8000မြတ်တာကွာဒီဥစ္စာ6000ပေးရသူ1000ပေါက်မှဘယ်လောက်4000လောက်ပဲမြတ်မှာအဲ့လိုမျိုးလေးရှိသေးတယ်ကဲဘာဖြစ်ပေါ့နော်100 6000ကျော်ပေးရနော်မြတ်ပေးအောင်ရှန်လေးမှမမြတ်ရင်ငါတော့နတ်သမီးလုံးမှရတော့မယ်နော်ရှန်လေးမှမမြတ်ရင်ငါနတ်သမီးလုံးမှရတော့မယ်ရှန်လေးလေးကိုအားကိုးလိုက်တော့မယ်လူသားကန်ဆန်မင်းရှန်လေး900ကဲ900ပေါက်ပြန်ပြီပေါက်ပြီးမှဖြစ်နေတယ်တခြားမဲတွေကိုအဲ့လောက်ကြီးစိတ်ထဲမှာမရှိရှန်လေးကိုတော့စိတ်ထဲမှာရှိတယ်သိလားရှန်လေးကညက်နေကြဆိုတော့လေတွေ့လားဒီလိုမျိုးပြောတာလို့သိလားကျင်းတဲ့1000နိုင်အမလေးရန်လေးဖောက်မှာပဲရှင်းနေသွားတော့တရှုံးရင်လည်းတော်တော်ရှုံးတာနော်ညက်ပြီဆိုလည်းအဲ့လို1000နိုင်နေပြီပဲထွက်လာတာအမလေးပေါက်ပေးဒီမှာ1000ဆိုရင်ညက်သွားပြီဒီမှာဒီဥစ္စာလေးတွေကထပ်ပြီးတော့ညက်ဖို့ပဲရှိတော့တယ်ဟေ့လက်ခေါ်လာမနေခေါ်900ထပ်ခေါ်လာခဲ့ကဲဒီနေ့ကတော့1000နိုင်များနေပဲဖြစ်ပါတယ်လို့မစစ်ပေါက်တွေကလည်း1000နိုင်နေပေါက်ဒီကလည်း1000နိုင်နေပေါက်ရှင်းနေတယ်ကဲထပ်ပေါက်ရင်ထပ်မြင်မယ်နော်ဟဲ့ဗလား
ပြုတ်ကြကုန်ပြီပြောလို့မရဘူးကဲဒီခါလေး9000နဲ့ပဲလားဟုတ်တယ်လားမသိမဟုတ်လားမဟုတ်ဘူးဗလာကြီးတသားနဲ့ပေါက်ပြီးတော့ဗလာကြီးပဲဖြစ်နေပြီလားအဲ့လိုလုပ်မရဘူးအဲ့လိုလုပ်မရလားနေရပေါက်သွားပြီ၄ခုကျန်တယ်၄ခုတည်းတစ်ခု1000တော့ပဲပေါက်ပြီ4000အလာလိုချင်တာကတော့အဲ့လိုမျိုးပေါ့1000ပဲလိုချင်တာကတော့အဲ့လိုမျိုးပြောတာကဲလက်ခေါ်လိုက်မယ် तू က lucky ကောင်းတယ်နော်ဒါကနောက်တဲ့1000ထပ်ပေါက်ပြီအဲ့ဆိုရင်1000ရပြီတစ်ခု1000 4ခု4000ဒီမှာ3ခုကျန်သေးတယ်3ခု3000ပေါက်ပြီနော်ကဲ1 2 3ဗလာဖြစ်သွားပြီဆိုစမပြီးတော့4000ကို4000မြှော်နှမ်းထားတာဆိုတော့တစ်ခုကဗလာဖြစ်သွားပြီဆိုစမပြီးတော့နောက်တစ်ခုရှော့ဗလာပဲဒီဥစ္စာဗလာ9000နဲ့ပေါက်မှရတော့မယ်9000နဲ့ပေါက်မှပဲ1000ပေါက်တော့မှာပဲ4000မမီတော့ဒါမှမြတ်တော့မြတ်သွားပြီနော်မြတ်တော့မြတ်သွားပြီနော်ပေါက်1000ပဲတို့လား1000ပဲပေါက်တာပဲမြတ်သွားပြီအဲ့ဆိုဒီဥစ္စာ6000နေရာပြရဆို6000ဆိုတော့6000ဒီမှာ200ဆိုတော့ဒီမှာ4000မြတ်သွားပြီ4000ဆိုတော့1000နဲ့ဆို9000 6000 6500 9000 9200 9300 9000တော့မှ400တော့မှမြတ်တယ်ကဲဒီမှာ subscribe ဘူးဖတ်မဟေ့ဒီဥစ္စာတောင်ကြီးက subscribe ဘူးဒီထဲမှာ blind ပေါက်ပေါ့နော် happy time blind ပေါက်ဒီဥစ္စာ1000နဲ့ပေါ့ဖောက်မယ်တသားဖောက်ရော့ဖောက်ဆွဲပြီးခွာဒါမှဖောက်တယ်ဗျာတောင်ဆွဲခွာတောင်ဆွဲခွာအဲ့လိုခွာစားလိုက်1000နဲ့ဟုတ်ပြီဖောက်စိတ်မရှိတော့ငါပဲဖောက်ချင်လိုက်တော့ဆွဲခွာဟုတ်ပြီဖောက်ပြီးရင်တသားမယ်ဦးဖောက်လိုက်မယ်ဒါဟိုပါလို့လိုက်ဆွဲထုတ်လိုက်ဆွဲထုတ်လိုက်တော့ထုတ်ကြီးဒီဘောတင်အဲ့ထုတ်ဘူးဒီပိုရောက်နားကျဲပြီမယ်ရောက်ကျဲလိုက်ပြီရောက်ဆွဲပြေ1000နဲ့အားပေါက်မယ်ဆိုခဲမှာတွေ့ရတယ်ပိုင်းလေးပိုင်းလေးဒီမှာဒါနှစ်ချက်ကြီးနှစ်ချက်ပေါက်သွားပြီနောက်တစ်ခုပါပေါက်လေးတွေကြည့်မယ်နောက်တစ်ခုကအာသွင်းကြိုးပေါက်သွားပြီနောက်တစ်ခုကပဆိုင်ကလေးကပဆိုင်ကလေးကဲအဲ့ဒါတော့ဒီမှာဒီဥစ္စာUSD အာသွင်းကြိုးပါတယ်ပြီးမှဖြစ်ဒီဥစ္စာကဒီမှာနှစ်ချက်ကလေးပါတယ်ဒီဥစ္စာက3ခုပါတယ်ဒီဥစ္စာ1000နဲ့တန်းလည်းပြောခဲ့ကြအောင်နော်တောင်ကြီးက happy time ပဲလားပါဒီဥစ္စာပဆိုင်ကလေးပေါက်ပြီကဲ3ခုရောဖြဲချင်တာဖြဲလိုက်တော့တာပဲနောက်မှာဖောက်ဖို့ကြမ်းနေတဲ့ကန်ဆယ်မဲလေးပြမယ်နော်ဒါမဲဖောက်လို့ရတဲ့အကျူလေးတွေကပြန်များလာပြီပေါ့နော်ပြန်များလာပြီပြီးတော့ဟိုဘက်မှာဆိုလို့ရှိရင်ဒီမှာရွှေကန်ဆယ်မဲပါတဲ့ပေါက်ကလေးတွေဒီဥစ္စာရွှေလီရလာဘူးပေါက်ရှိတယ်ဒါရွှေလီရအစ်စ်ပတ်စံပါတဲ့ရွှေလီရမဲအဲ့ဒါကလည်းတော်တော်များသေးတယ်ပြီးရင်အောက်မှာရွှေလက်ကောင်ဟာလေးရှိတယ်ဖိုက်တာလည်းထုတ်ပဲကျန်တော့တယ်မန္တလေးကဘောစီမဲလေးတွေပြီးရင်ဖောက်မဲပေါက်မဲဒီမှာကျတော့ရန်လင်းအမဲရောင်တုပ်ကလေးတွေပြီးလို့ရှိရင်ဒီမှာရန်လင်းခွက်မဲလေးတွေစုံမဲလေးတွေအဲ့ဒါဒီလိုဘုံနဲ့ပေါ့နော်ဒါလေးတွေလောက်ကျန်သေးပြီးတော့ဒီမှာကျတော့ပေါက်ကလေးတွေရွှေလက်ဆောင်ပေါက်ကဲ magic ပေါက်ကလေးတွေရယ်လင်းလက်ပေါက်ဒီမှာဒါဆိုလို့ရှိရင်ထိုက်တူဆန်ပြီးရင်ဟိုမှာ happy time blind ပေါက်ကလေးရှိမယ်ဒီမှာကျတော့ချင်းမဲလေးတွေအဲ့ဒါလေးတွေရှိသေးတယ်ပြီးတော့ဒီဥစ္စာကခွက်မဲလေးတွေတည်တံ့ထဲတာဒါကတော့ပြနေကြချင်းပေါ့အဲ့ချင်းတွေကအဲ့လေးကဲဘယ်ကန်ဆယ်မဲတွေဖောက်ပြမလဲပြောခဲ့ကြအောင်